Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာပေါ့နော်ကော်ပီတိုသူကဖြုတ်အတက်လုပ်လို့ရတယ်ပြီးကြရင်ကိုကလေဒီတခြားမရှိသေးဘူးကိုပါအိမ်မရှိသေးတဲ့လူတွေဆိုအရင်စစ်ပြပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့သူကအဖြုတ်အတက်လုပ်လို့ရတယ်လွယ်လွယ်ကူကူတဲပါယူပါလို့ရတယ်သူရဲ့အားသာချက်ပေါ့နော်အခုလက်ရှိက print order ပါမှားရင်တော့အနည်းဆုံး9ရက်ကနေပြီးတော့6ရက်အထိစောင့်ရပါတယ်။သူကပစ္စည်းကစောရရင်လည်းစောပို့ပေးပါတယ်နော်။ဒါပေမဲ့ရက်ကတော့အပူအလိုပြောထားတာပါ။ဘာဖြစ်လို့လဲဆိုတော့တချို့ customer တွေကအရင်လောတာရှိတယ်ပေါ့နော်။အဲ့တော့ကိုကကြိုပြီးတော့ပြောထားပေးတာဖြစ်ပါတယ်ရှင်။ကြိုပြောထားပေးတာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကျတော့ခုနကလည်းလိုက်နေအောင်ပါ။နောက်တစ်ခုကကျတော့ကော်ပီတိုသူက9ဆင့်ပေါ့နော်သူကကြတော့ကိုကအကြီးယူမလား site အကြီးယူမလား site သေးယူမလားပေါ့နော်အခုလက်ရှိဒီဗီဒီယိုမှာပြတ်ထားတာတော့သူက 38cm ခလေးအဝတ်ထည်ဖြစ်ပေါ့နော်ကိုဘာတင်ချင်လဲဘာထည့်ချင်လဲပေါ့နော်ကော်သားတော့တအားကြီးမပြောပါဘူးသူကကော်သားနည်းနည်းတော့မှာပါတယ်အလေးပါတယ်ဆိုရင်လည်းသူခန္ဓာရည်ရှိတာပေါ့နော်ခုဗီဒီယိုမှာပြထားတဲ့အတိုင်းပါပဲရှင်သူကကြတော့38cm ကဘာကိုပြောတာလဲဆိုတော့သူကအလျားအနံပေပေါ့နော်အကြီးတော့ကိုအကြီးဝင်မယ်ဆိုရင်ကွာပစ္စည်းအများကြီးထိလို့ရမယ်အဲ့လိုမျိုးပေါ့နော်သူက site အသေးဆိုတော့ site သေးအလျားပေါ့နော်အဲ့လိုမျိုးပါရှင်အခုဗီဒီယိုထဲမှာပြထားတဲ့ဒီ38ကော်ပီတိုတွေဟာဆိုရင်ဖြင့်သူကကြတော့မြန်မာငွေနဲ့ဝယ်လို့ရတယ်လို့ဘတ်နဲ့လည်းဝယ်လို့ရတယ်ဒါပေမဲ့လေအမားတို့ကကြတော့အမားတို့ဘတ်နဲ့ဝယ်တယ်မလားဘတ်နဲ့ဝယ်တယ်ဆိုတော့အမားတို့ကဘတ်နဲ့ပဲပြင်ရောင်းတော့တယ်ဘာဖြစ်လို့လဲဆိုတော့ဘတ်စီကမငြိမ်ဘူးကိုရီးယားမြန်မာဈေးနဲ့ဝယ်ချလိုက်ရောဒီကြတော့ကိုမကားကလည်းမရအမြင့်မြရဲ့အပြင်အိတ်ထဲပါပြန်စိုက်နေရတာပေါ့နော်ကြာရှည်ဆိုအိမ်ဘောကလည်းမောင်းချခံထိတော့ပါမယ်အဲ့တော့ဘတ်နဲ့ပဲရောင်းတော့ပါရဲ့ရှင်အခုဗီဒီယိုတွေမှာတွေ့နေတဲ့ 38cm ဆိုရင်ဖြင့်ဘတ်ချဝ80ပါနော်အမတို့ကအမြတ်တအားနဲ့မဖြူထားပါဘူးအမတို့ကသူ့ရဲ့ပစ္စည်း quality အမခံချက်နဲ့ရောင်းတာပါရှင်ပစ္စည်း quality ကကြတော့အမတို့အမခံချက်ပေးပါတယ်နံပါတ်1ချက်ပေါ့နော်နံပါတ်2ချက်ကြတော့အမတို့ရောင်းတဲ့ပစ္စည်းကပစ္စည်းမှန်ရမယ်နံပါတ်1နံပါတ်2ကဈေးတန်ရမယ်ပေါ့နော်ဒါအမတို့ရဲ့ဈေးရောင်းအမဈေးရောင်းတဲ့ရည်ရွယ်ချက်ပေါ့နော်ကိုကလည်းအမြက်လက်တအားလေးကိုမယူဘူး customer ကလည်းသုံးလို့ပြောမယ်သုံးလို့အဆင်ပြေသွားမယ်ဆိုတော့ဒါအမအရင်စိတ်ချမ်းသာပါတယ်ရှင်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့သူအားလုံးကျေးဇူးအထူးတင်ပါတယ်ဘိုင်ဘိုင်နောက်ထပ်ဗီဒီယိုမှာထပ်ကြည့်ပေးပါအောင်နော်